အမေအလုံးမှာကူညီပေးနေရတဲ့အီဘိုကအိုဆာကာမှာစောင့်နေမယ်ဆိုရင်ဆန်တို့ရဲ့စကားတန်ကိုပြန်ကြရင်လက်ထံရကလည်းနာကျင်နေတော့မှဖြစ်ပါရီအမေဖြစ်သူစီလာနေကြဖောက်တဲ့တွေထဲမှာတက္ကသိုလ်ကျမ်းမာရေးပါမောက္ခတအူးရှိပါရီအဲဒါကြောင့်အီဘိုကအဲ့ဒီပါမောက္ခကြီးမှာအယိုးအထူးကူးတဲ့ဆရာဝန်အသည့်တွေရှိမလားဆိုပြီးအမေကိုမေးကြည့်ပါရီအမေဖြစ်သူကလည်းသူသားရဲ့စူးစမ်းခြင်းတွေကြောင့်စုံစမ်းမေးမြန်းပေးခဲ့ပါရီပါမောက္ခကြီးကအယိုးအထူးကူပေးတဲ့ဆရာဝန်တယောက်စီလမ်းညွှန်ပေးလိုက်ပြီးအဲ့ဒီဆရာဝန်ကဂျူဒိုပြိုင်ပွဲမှာတောင်ချန်ပီယံဖြစ်ဖူးပါရီအီဘိုရဲ့အမေကဆရာဝန်ရှာပေးခဲ့ပေမဲ့အဲ့ဒီဆရာဝန်ကသာလက်တံရအတွက်အချိန်မီမကုနိုင်ကြောင်းပြောရင်ပြိုင်ပွဲကိုလက်လျှော့ဖို့မှားလိုက်ပါရီအီဘိုတယောက်လမ်းညွှန်လိုက်တဲ့ဆရာဝန်စီထွက်လာတဲ့အခါဆရာဝန်ကိုတွေးလိုက်ရတော့အမျိုးသမီးတအုပ်ဖြစ်နေခဲ့ပါရီဆရာဝန်နာမည်ကဒေါက်တာယာမဂူဂျီဖြစ်ပြီးသူမရဲ့ဆွဲဆောင်မှုတွေကြောင့်အီဘိုနေရခန့်နေပါရီဒေါက်တာယာမဂူဂျီကအီဘိုရဲ့ပခုံးကိုင်ကြည့်လိုက်တာနဲ့ညာလက်သီးပဲဒဏ်ရာရခဲ့တာမဟုတ်ပဲပခုံးလဲနာကျင်နေခဲ့တာကိုသိပါရီပြန်လဲတက်တာနေပြီဆိုပေမဲ့ညာဘက်ပခုံးကျသွားတွေကတော့အခြေအနေဆိုကြောင်းပြောပြပါရီအီဘိုရဲ့ထိုးချက်တွေကသူ့ရဲ့လက်သီးနဲ့ပခုံးတွေမခံနိုင်လောက်အောင်အားပြင်းတာကြောင့်အချို့တင်းမတဲ့အပိုင်းတွေကိုထိခိုက်စေခဲ့ပါရီဒေါက်တာယာမဂူဂျီဟာပခုံးလေးကန်ကြီးပြီးတော့ဒီလိုမျိုးအသေးစိတ်ပြောပြနိုင်တာကြောင့်အီဘိုလည်းအထင်ကြီးမိသွားပါရီဒါပေမဲ့သူမရဲ့ဆွဲဆောင်မှုတွေကြောင့်အီဘိုရဲ့မွေကြီးထွက်လာတဲ့အခါဒေါက်တာယာမဂူဂျီကလည်းအီဘိုကိုအထင်ကြီးသွားကြောင်းပြောပြပါရီအီဘိုရဲ့လက်ကိုဓာတ်မှန်ချိုက်ပြီးသွားတော့ဒေါက်တာကဆုံးဖြတ်ရခန့်နေပြီးအီဘိုကတော့ပြိုင်ပွဲဝင်နေတာကြောင့်နီလန်တစ်ခုခုရှာပေးဖို့တောင်းဆိုပါရီဒဏ်ရာရထားတဲ့လူနာတစ်ယောက်ကိုဒေါက်တာကပြိုင်ပွဲဝင်ဖို့အာမပေးခြင်းပေမဲ့ဒီလောက်ဒဏ်ရာလေးကတော့အီဘိုရဲ့ပေါက်စာသက်တမ်းကိုတိုးတောင်းသွားစေနိုင်ပါရီအီဘိုဟာအခုမှဘောက်စင်းစထိုးတဲ့လူသေးလေးဖြစ်တာကြောင့်အနာဂတ်အတွက်ဒီပွဲကိုလက်လျှော့လိုက်ဖို့ပြောပါရီအီဘိုအတွက်တော့ထွက်ပြေးတယ်လို့ခံစားနေရပြီးသူဟာရှေ့ကိုပဲဆက်ရှောင်းနေရမယ်ဘောက်စာဖြစ်ကြောင်းပြောပါရီစန်နိုနဲ့တိုက်ခိုက်ဖို့အတွက်ဒီဒဏ်ရာလေးကိုအကြောင်းပြပြီးရှောင်နေရင်နောက်ပြိုင်ပွဲတွေမှာဝင်ပြိုင်နိုင်မှာမဟုတ်တော့ဘူးလို့ခံစားနေရပါရီပြိုင်ပွဲမှာဝင်ပြိုင်နိုင်မဲ့အခွင့်အရေး100%ပဲရှိရင်တော့အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးစန်နိုနဲ့တိုက်ခိုက်ခြင်းကြောင်းပြောပါရီအခါမှာတော့ဒေါက်တာကသူ့ရဲ့ပြန်လည်ကုသရေးစာစဉ်အတိုင်းပြိုင်ပွဲမတိုင်ခင်တလားတီတီလိုက်နာဆောင်ရွက်ရမယ်လို့ပြောပါရီအဲ့လိုသာဆိုရင်ကျိုးဝိုင်းထဲမှာထိုးနိုင်တဲ့အထိတက်တက်လာနိုင်ပေမဲ့အနှဲငယ်တော့နာကျင်မှုကိုခံစားရအောင်မှဖြစ်ပါရီအဲ့ဒီပြဿနာအတွက်ကိုတော့ပွဲထိုးကန်ဒီမှာလက်သီးထဲကိုထုံသေးထိုးလို့ရကြောင်းဒေါက်တာကပြောပြပါရီထုံသေးပြေသွားရင်တော့တေလာအောင်နာကျင်ပါလိမ့်မယ်အီဘိုကတော့ပြိုင်ပွဲမှာထိုးခွင့်ရမယ်ဆိုရင်ဘာကူမှဂယူးဆိုင်နေမှာမဟုတ်ပဲဒီတလအတွင်းဒဏ်ရာသက်သက်အောင်ကြိုးစားရမှာဖြစ်ပါရီအီဘိုရဲ့ပခုံးအတွက်ကိုယ့်ရဲ့အဖြတ်စွမ်းအားကိုခံနိုင်ရရှိအောင်လုပ်ဖို့လေ့ကျင့်သင်ကြောင်းဒေါက်တာကပြောခဲ့ပါရီဒေါက်တာကလေ့ကျင့်ခန်းလုပ်ရင်လက်သီးသွေးပူလိုက်ရင်ရေခဲစိမ်ဖို့မှာလိုက်ပါရီအဲ့ဒါကြောင့်အီဘိုကပခုံးလေ့ကျင့်ရေးအတွက်ဒိုက်ထိုးပြီးသွေးပူလိုက်ရင်လက်ကိုရေခဲစိမ်ပါရီနောက်တစ်ရက်မှာတော့ထိုင်းမှာပွဲချလာတဲ့နီးပြကြီးပြန်လာခဲ့ပြီးတခါမူရာအတွက်နှစ်ပွဲတည်ခဲ့ကြောင်းပြောပါရီနီးပြကတခါမူရာကိုရှယ်မောင်းတော့မှဖြစ်ပြီးအထဲကိုဝင်သွားတော့လေ့ကျင့်ရေးကူထုံးလုံးနေတဲ့အီဘိုကိုတွေ့လိုက်ရပါရီအဲ့နောက်အီဘိုကသူ့ရဲ့ဒဏ်ရာကုသရေးအကြောင်းရှင်းပြလိုက်ပြီးပြိုင်ပွဲမှာဝင်ပြိုင်ခွင့်တောင်းပါရီဒီအတိုင်းသာဆက်သွားမယ်ဆိုရင်အီဘိုရဲ့ဒဏ်ရာကနာတာရှည်ဖြစ်သွားနိုင်တာကြောင့်မန်နေဂျာယာဂီကစိတ်ပူနေပေမဲ့ဒီပြကြီးကတော့သူတို့တွေတားလို့ရမဲ့ကောင်မဟုတ်ဘူးဆိုပြီးလေကုန်မခံဖို့ပြောပါရီအဲ့နောက်အီဘိုကိုမပြချင်တာကြောင့်ဖွက်ထားတဲ့ဆန်တို့ရဲ့ဆောင်းပါးတွေကိုထုတ်ပြလာပါရီဆန်တို့ကခန်းသစ်ပိုင်းမှာအားနေပေမဲ့တာမန်မဟုတ်တဲ့အဖျက်ဆောင်အားကိုပိုင်ဆိုင်ထားပြီးအသေးချိုင်းတဲ့ပေါက်စာဖြစ်ပါရီသူ့ရဲ့ပြိုင်ပွဲတစ်ယောက်ဆိုရင်ဆေးရုံတက်လိုက်ရတဲ့အထိဖြစ်ခဲ့ပြီးအသက်မသေးခဲ့ပေမဲ့ပေါက်စာဘဝတော့အဆုံးသက်သွားခဲ့ရပါရီအီဘိုဟာအဲ့လောက်ကောင်မျိုးနဲ့တိုက်ခိုက်ဖို့ရည်ရွယ်နေတာဖြစ်ကြောင်းနီးပြကပြန်စင်းစားစေခြင်းတဲ့သဘောနဲ့ရှင်းပြနေတာဖြစ်ပါရီဒါပေမဲ့အီဘိုကတော့ဆန်တို့နဲ့တိုက်ခိုက်ဖို့တွေးလိုက်ရင်စိတ်လှုပ်ရှားရကြောင်းပြောနေခဲ့ပါရီဘောက်စင်းကအစွန်းရောက်တဲ့ကစားနည်းတစ်မျိုးဖြစ်ပြီးဘောက်စာတွေဟာအခြားကစားသမားတွေထက်တက်တန်းတိုလေရှိပါရီအဲ့လိုတိုးတောင်ပြီးသားသက်တမ်းအတွက်ပိုပြီးတိုးတောင်သွားစေမဲ့ဆုံးဖြတ်ချက်ကိုအီဘိုကချနေတာဖြစ်ကြောင်းနီးပြကပြောပြပါရီအီဘိုကလည်းလက်သီးတွေဟာဘောက်စာတယောက်အတွက်အရေးပါတာကိုသိပါရီဒါပေမဲ့သူ့ရဲ့ရွေးချယ်ချက်ကြောင့်နာတာရှိဖြစ်ပြီးဘောက်စာလမ်းကြောင်းကိုပျက်စီးစေခဲ့ရင်တော့အလောက်နဲ့ပဲကျင်းနေလိုက်မယ်ဆိုပြီးပြောပါရီအဲ့လောက်တော့စိတ်ပိုင်းဖြတ်ထားတာကြောင့်နီးပြကြီးကအီဘိုရဲ့ဆုံးဖြတ်ချက်ကိုလေးစားတဲ့အနေနဲ့ပြိုင်ပွဲဝင်ဖို့အတွက်လက်ကျင်ရည်တွေဆက်လုပ်ပေးမယ်လို့ပြောပါရီဒါပေမဲ့ပြိုင်ပွဲမတိုင်ခင်လက်သီးတန်ရရဲ့အခြေအနေကိုကြည့်ပြီးမှဝင်ပြိုင်ခွင့်ပေးသင့်လားမပေးသင့်လားဆိုတာကိုဆုံးဖြတ်မှာဖြစ်ပါရီတစ်ဖက်မှာတော့ဆန်တို့ကလေ့ကျင့်ရေးမှာစိတ်မပါပဲဖြစ်နေပြီးအဲ့အချိန်အီဘိုပိုးလိုက်တဲ့သူမေးကြံခဲ့တဲ့ပစ္စည်းတွေရောက်လာပါရီပစ္စည်းတို့နဲ့အတူအီဘိုကသူပြိုင်ပွဲဝင်မဲ့အကြောင်းစာရေးလိုက်တာကြောင့်ဆန်တို့လည်းစာဖတ်ပြီးတော့တက်ကြသွားပါရီသူပြိုင်ဘက်ကအကောင်းဆုံးအခြေအနေနဲ့ရောက်လာနိုင်တာကြောင့်သူလည်းပဲတစ်စက္ကန့်လေးတောင်အချိန်ဖြုံးလို့မရဘူးဆိုပြီးပြန်ပြီးလေ့ကျင့်ပါရီနီးပြကအီဘိုကိုလေ့ကျင့်ရေးလုပ်ခိုင်းတော့အနီအထားကထူးဆန်းနေတာကြောင့်တခါမူရာကရဲပါရီနီးပြကတခါမူရာကိုပါလေ့ကျင့်ရေးဝင်လုံခိုင်းပြီးဒီလေ့ကျင့်ရေးကထိုင်းဖိုက်တာတို့ရဲ့ခန္ဓာရည်ကိုရှင်းနိုင်အောင်လုပ်ပေးမှဖြစ်ကြောင်းပြောပါရီတခါမူရာကတော့ဂျေကန်ကန်လုံးနေပြီးအဲ့အချိန်အီဘိုရဲ့ဆရာဝန်မလေးဒေါက်တာယာမဂူဂျီရောက်လာပါရီဒေါက်တာကနီးပြကြီးနဲ့မိတ်ဆက်နေတဲ့အချိန်ဆရာသမားတခါမူရာကအကြံစိုးနဲ့အခုမှလေ့ကျင့်ရေးထားလုပ်ပါရီအဲ့အခါမှာတော့နီးပြကအဲ့ဒီပုံစံအတိုင်းမီတာ90ပြေးခိုင်းတာကြောင့်တခါမူရာတို့လည်းခက်ခက်ပြေးကြရပါရီ
တခါမူရာတို့ကိုဘေးလူတွေမြင်ရင်ရဲစရာကောင်းပေမဲ့ဒီလေ့ကျင့်ရေးကပခုံးနဲ့ကြောကြွသွားတွေကိုဖွံ့ဖြိုးစေကြောင်းဒေါက်တာကပြောပါတယ်လေ့ကျင့်ရေးကမဆိုးပေမဲ့လောက်ရတဲ့အခောက်ရည်ကများနေတဲ့ဆိုပြီးဒေါက်တာကပြောတော့ပြိုင်ပွဲဟာတလပဲလိုတော့တာဖြစ်လို့စိန်ခံနေလို့မရဘူးဆိုပြီးနီးပြကပြန်ပြောပါတယ်အီဘိုရဲ့ပြိုင်ဘက်ကခိုင်စင်အားနေပေမဲ့တကယ်ကြမ်းတဲ့ကောင်ဖြစ်လို့အီဘိုသာ100ရာခိုင်နှုန်းမတက်ခိုင်းနိုင်ရင်ခက်ခဲသွားပါလိမ့်မယ်ဒေါက်တာကလည်းအီဘိုရဲ့လက်သီးကိုတက်နိုင်သမျှအကောင်းဆုံးလုပ်ပေးချင်တာကြောင့်အိုဆာကာမျိုးစီလိုက်ခဲ့မယ်လို့ပြောပါတယ်နီးပြကလည်းခွင့်ပြုလိုက်ပြီးအဲ့နောက်တော့ဆရာဝန်မလေးအိမ်ပြန်သွားခဲ့ပါတယ်။ဖွန်ကြောင်ကျွန်းနဲ့တခါမူရာကလည်းသူ့ရဲ့ဆရာဝန်မလေးအိမ်ပြန်သွားတာသိလိုက်ရတော့အီဘိုကြောင့်ဆိုပြီးလိုက်နေပါတယ်။ဂျင်းပြန်ရောက်တဲ့အခါအီဘိုတို့ကဆန်တို့ရဲ့ကစားကွက်တွေကိုလေ့လာဖို့ဗီဒီယိုကြည့်ဖို့ထွက်လာပါတယ်။အီဘိုအခွေထိုးပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဘလူးကားကြီးဖြစ်နေပြီးတရခန်ကတော့တခါမူရာဖြစ်ပါတယ်။ဆန်တို့ရဲ့ထိုးပွဲအခွေကိုအလွတ်မှတ်ပြီးဘလူးကားတွေကော်ပီကူးခဲ့တာဆိုပေမဲ့တဝက်တစ်ပြက်မှတတိထားမိလို့ရက်တန့်ခဲ့ကြောင်းရှင်းပြပါတယ်။အဲဒါကြောင့်အခွေတဝက်လောက်မှဆန်တို့ရဲ့ထိုးပွဲတွေပြန်ပေါ်လာပြီးအချိန်တက်နေကမှဘလူးကားပြန်ပြောင်းသွားပါတယ်။ဆရာသမားတခါမူရာကမှားလက်ဆန်းနဲ့ဆက်မလိုက်မယ်ဆိုပြီးဘလူးကားကိုထပ်ပြီးကော်ပီကူးခဲ့တာဖြစ်ပါတယ်။အဲနောက်မှာတော့အီဘိုကလက်တန့်ရကြောင်းလက်သီးထိုးမလေးကျင်းနိုင်ခဲ့ပေမဲ့လက်ဖြတ်နဲ့ကြော်ရိုးတွေကိုအဓိကထားပြီးလေ့ကျင့်ခဲ့ပါတယ်။အီဘိုအသေးအံစူးစမ်းနေသလိုဆန်တို့ကလည်းအီဘိုနဲ့တိုက်ခိုက်ဖို့အတွက်အားကျိုးမတက်လေ့ကျင့်နေခဲ့ပါတယ်။သူ့ရဲ့ထိုးချက်တွေကလည်းအီဘိုလိုမျိုးအပြတ်ဆောင်အားကြီးအကြောင်းလေ့ကျင့်ရေးပစ္စည်းတွေပေါက်ပြဲတဲ့အထိပြင်းထန်ပါတယ်။နှစ်ယောက်လုံးကလက်ရည်တူညီတယ်လို့ခံစားရပြီးပွဲမစားခင်ကလေးကရင်ခုန်ဖို့ကောင်းလွန်းနေပါတယ်။ဆန်တို့ကမျိုးတွေကလူကြီးတွေကလေးတွေနဲ့ရှင်နေပြီးသူ့ကိုရော်ဂီလို့ခေါ်ကြပါတယ်။သူကကလေးတတိုက်ကိုခုခတ်နိုင်ဖို့အကွက်လေးတွေတင်ပေးပူပြီးအခုတော့သူ့ကိုပေါက်လာဖောက်နေကြပါတယ်။အနောက်ပိုင်းရဲ့ရူကီချန်ပီယံဖြစ်ကလေးတွေကိုဂိမ်းသက်ဝယ်ပေးမယ်ဆိုပြီးတော့လည်းဂရီပေးပူပါတယ်။အဲဒါကြောင့်အခုကလေးတွေကဂိမ်းသက်ဝယ်ပေးဖို့ပြောပေမဲ့ဆန်တို့ကတော့ရောက်လာတော့မဲ့နိုင်ငံအဆင့်ရူကီချန်ပီယံပွဲရဲ့လက်မှတ်တွေကိုပေးလိုက်ပါတယ်။ဂိမ်းကစားရတာထက်ဒီပွဲကပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းကြောင်းပြောလိုက်တော့ကလေးတွေလည်းကျဉ်းနဲ့သွားကြပါတယ်။တမျိုးလုံးကလူတွေကသူတို့မျိုးသားလေးဆန်တို့ကိုအားပေးနေကြပြီးအီဘိုကလည်းအိုဆာကာစီထွက်လာခဲ့ပြီဖြစ်ပါတယ်။ဂျင်းတစ်ခုမှတဲကြမှာဖြစ်ပြီးရင်းနှီးမှုယူတဲ့အနေနဲ့အဲ့ဒီချိန်ကပေါစာနဲ့အီဘိုကအဆန်ထိုးရဖို့ဖြစ်လာပါတယ်။သူနဲ့ထိုးရမယ့်ပြိုင်ဘက်ကအီဘိုထက်ဝိတ်တန်းတစ်ဆင့်မြင့်ပြီးအီဘိုကလည်းသူ့ရဲ့လက်သီးတွေကိုစိုးရိမ်နေပါသေးတယ်။နီးပြကတော့အီဘိုရဲ့လက်သီးတွေကအားပြင်းပြီးသားဖြစ်လို့အားအကောင့်300ရမလို့ကြောင်းပြောပါတယ်။ပွဲစားတဲ့အခါမှာတော့အီဘိုရဲ့လက်သီးပါဝါနဲ့အမြန်နှုံးတွေကောင်းမွန်နေရကြောင်းအသာသီးရနေခဲ့ပေမဲ့ညာဘက်ထိုးချမ်းမှာရက်တံမိလိုက်လို့အထိုးခံလိုက်ရပါတယ်။အီဘိုကဘဲဘက်လက်သီးနဲ့အခြားအရာတွေမှာကောင်းကောင်းအသုံးချနိုင်ပေမဲ့ညာလက်သီးထိုးရင်ရက်တံမိနေပါတယ်။အဲနောက်အထိုးခံလိုက်ရပြီးလဲကျသွားတာကြောင့်အာအိုခီတို့လည်းစိတ်ပူသွားကြပါတယ်။လက်သီးထန်ရကကောင်းမွန်နေပြီဖြစ်ကအီဘိုကိုယ်တိုင်ကမထိုးနိုင်မဖြစ်နေတာဆိုပြီးတခါမူရာကပြောပြလာပါတယ်။